အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မနက်ကငရက်ပြစ်မယ်ဆိုတော့ဒီဒါကြောက်ခံတယ်ကြောက်မခံဘူးကျွန်တော်ကျတော့ငရက်ပြစ်မယ်ဆိုတော့ပေါ်ရုပ်သုံးမယ်ဆိုရင်ပါဗျာဘာလို့ခံလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီလိုမျိုးစူးစမ်းတစ်ခုကိုကျွန်တော်ထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့4ပေ3ပေအဲ့လောက်ဝင်နေပါနော်အဲ့ဒါကိုခောက်လိုက်တယ်နော်ခောက်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကဒီစတီးရဲ့ဟန်တယ်ပါပေါ့နော်တော့ဒီစာကိုတို့ပတ်လိုက်မယ်ကျေးဇူးကြီးပတ်ပြီးသွားတဲ့အခါမှာတို့ဒီအစကိုဘာလို့မှလဲဆိုတော့ကြစ်ပေးလိုက်မှာပေါ့နော်နည်းနည်းလေးလိုက်မယ်လိုက်မယ်လိုလေးလိုက်ခြင်းအပြင်ကလီဒါလိုပဲတောင့်လေးဖြစ်သွားတယ်ကျိုးကနော်တောင့်ပြီးသွားတဲ့အခါမှာနောက်တစ်ချက်ဘာကောင်းလာလဲဆိုတော့ဟိုငါးရဲ့သွားပေါ့နော်အဲ့သွားရင်လည်းပုတ်မိတဲ့အခါမှာကျိုးပြတ်တဲ့ပြဿနာတွေရှိတယ်အားလေးတွေကိုကာကွယ်တဲ့အနေနဲ့ဒီလိုမျိုးလေးချစ်ပေးလိုက်တာအရန်လွယ်တယ်အားလုံးပြီးသွားရင်ရိုးသားလေးကိုပြန်ဖြီးလိုက်မယ်ပြီးတစ်ဖက်ကလေးစောက်ပြန်ခိုင်းတာခုနကကျွန်တော်ကြစ်ထားတဲ့ဟာကိုအတွင်းနောက်ပြန်လိုက်တာပေါ့ဗျာနော်โอเคဒါဆိုရင်ဒါမျိုးကျွန်တော်တို့ကြစ်လေးဖြစ်သွားတယ်အဲဆိုရင်လုံးဝငါကြိုက်တဲ့ခါမှာတဲတဲ့လောက်ကြိုက်ကျိုးမနာတော့ဘူးကျိုးမပြတ်တော့ဒီထဲလေးကိုပြီးရင်အစားတက်ပြီးတော့လုံးချလိုက်โอเคပြီးပါဒီစားလေးတွေကိုကကြီးနဲ့ကိုက်ချလိုက်ပြီးပါဟုတ်လားအဲ့ဒါငါများလို့ရပါတယ်ကဲကျွန်တော်တို့စူညံဒီလေးနဲ့ပါနော်โอเคအားဆိုဒီမှာမင်းကြည့်ရတယ်။အရေးလို့ရတယ်။ဟဲ့။ဟုတ်တာစူညံနဲ့ဖြစ်ပါတယ်။တရားတော့ပူတာကွာ
当来的话，啊，别管，呀，Oh yes，every 边，ကဲဒါကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဟိုမနက်ကလိုမျိုးကျွန်တော်ကြိုးကြစ်ထားမယ်ဆိုရင်ဒီလိုအကောင်ကြီးတွေနဲ့ fight တဲ့အခါမှာရဲဝင်းဝင်းကျွန်တော်တို့ရဲဝင်းဝင်းရိုက်လို့ရတယ်နော်ကြိုးပြတ်မှမပူအောင်မကျိုးချောလိုက်တဲ့ကောင်ကြီးကွာရှယ်ပဲမှန်နော်မှန်ကွာရှယ်ပဲမကျိုးအိုးကိတ်哎呀，对了。买了吧 ，OK，就是买的嘛嘞。